အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မော်နီမြအေးရဖြစ်ပါဒီမှာတော့ Star Wars Part 2ပေါ့နော်ကျွန်တော်ဒီနေ့အပိုင်းတော့ရွာပဲရှာပါမယ်ဘာလို့ဆိုရွာကိုအုပ်ချုပ်ပြီးတော့အဆုံးသတ်ချင်လို့ပါဒါတော့ကျွန်တော်စရှာပါနော်ကျွန်တော်ထင်ဒီလိုတောတွေရဲ့အဆုံးမှာရွာတွေရှိတတ်တယ်ဗျဘာလို့ဆိုကျွန်တော်ရင်နှုံးကဆော့လာခဲ့လေကျွန်တော်ကြောက်နေလိုက်တက်လိုက်ပါတယ်ဘာလို့ဆိုရင်အဆင့်တက်ချင်လို့ပါဖုံးကနေကြောက်နေလို့ပါခွားတွေလည်းဒီနေ့ရမှာလိုလာဆိုကျွန်တော်ဖြတ်ပြီးတော့ယူသွားလိုက်ပါတယ်အဲ့လိုနဲ့ကျွန်တော်တောရဲ့အဆုံးစပြီးတော့သွားခဲ့တယ်ဗောဗျာအမကျွန်တော်တောင်မြင်ကြီးကိုစတွေ့ပါတယ်ဒီလိုတောင်နေရှိရင်လည်းရွာကိုတွေ့ရပါတယ်တောင်နေနောက်မှာဗောနော်အဲ့လိုကျွန်တော်တောင်စဖြို့တောင်စတက်ခဲ့ပါတယ်အမကျွန်တော်ပေါ်တယ်ပြက်ကြီးကိုတွေ့ပြအဲ့နားမှာလည်းကျွန်တော်လိုချင်တဲ့ချက်လေးရှိတော့ယူခဲ့လိုက်ပါတယ်ချက်တရားဟာတွေလေတော်ကောင်းမှရွှေလေးကြီးပဲဗျအဲ့လိုနဲ့ကျွန်တော်ချက်ထဲရရှိဟာအကုန်လုံးယူခဲ့လိုက်ပါတယ်ပြီးတော့တက်တာဘုံကကျွန်တော်ယူခဲ့လိုက်ပါတယ်ဘာလို့ဆိုကျွန်တော်ပစ္စည်းထည့်ဖို့ပါအဲ့လိုနဲ့ကျွန်တော်ဟိုကြီးတီကြီးလုံးရင်းနဲ့အဲ့တုံးလေးကိုဖြိုးလို့ပဲဖြစ်မိရတာပြန်တိလိုက်တယ်ပေါ့နော်အဲ့လိုနဲ့ကျွန်တော်တောင်ဆက်တက်ခဲ့ပါတယ်တောင်ကအရင်မြက်ပါတယ်အဲ့လိုနဲ့ကျွန်တော်မြင်းလိုနဲ့လာမကောင်စတွေ့ခဲ့ပါတယ်လာမရတဲ့ကျွာနာမရှိရောရွာနဲ့နေပြီလို့ကျွန်တော်တို့ထင်ပါတယ်အဲ့လိုကျွန်တော်လည်းတက်ပြီးတော့လာမသားကိုစားလို့ရအမြင်တော့ကျွန်တော်လည်းမသိပါဘူးအဲ့လိုနဲ့နွားရဲ့ထွတ်တူရောနွားရဲ့လည်းတက်လိုက်ပါတယ်ဘာလို့ဆိုရင်အစာအတွက်ပါအစာတော်တော်လူလေခီးရရှေ့မှာဆိုအဲ့လိုနဲ့ကျွန်တော်ဓာတ်ကျိုးသွားအကြောင်းဓာတ်ကိုပြန်ပြီးတော့လုပ်ခဲ့ပါတယ်ညာလေရောက်သွားရင်ကျွန်တော်အိပ်အောင်ချပြီးတော့ပဲအိပ်လိုက်ပါတော့တယ်နေ့ကျတော့ကျွန်တော်ထက်ရှာခဲ့ပေါ့နော်ရွာအောင်ပါဒါတော့ချယ်ရီပင်နေမှာဝေးရလမ်းကြီးအောင်တော့လာပါတယ်ကျွန်တော်လည်းနားမရှိနေကြပန်းလေးကိုဝခူးလိုက်ပါတယ်နေကြပန်းတွေကတော့နေဘက်လှည့်နေကြပါတယ်ဗျလုံနဲ့ချယ်ရီတောင်ကျော်ဆက်တက်ခဲ့ပါတယ်ချယ်ရီလားဆာကူရာလားကိုကျွန်တော်လည်းမသိပါဘူးဗျချယ်ရီပန်းတွေကတော့လှအောင်ကျွန်တော်လည်းတစ်ခုတလေခူးခဲ့ပါသေးရဲ့ဗျဝတ်တွေ့လို့လဲဝါကိုတက်လိုက်ပါသေးပါလို့လဲဆိုအစာတော့ပေါ့နော်
အဲ့လိုလေကျွန်တော်ရွာတွေးသွားပြီဗျရွာတော့လှပါတယ်ချေပင်နေရဲ့ရွာပေါ့နော်ဒါကတော့ရွာမှာကျွန်တော်တွေ့ရတဲ့ထဲမှာအကြီးဆုံးအိမ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်ကရွာတကြီးလုပ်ချင်လို့ပါ။အမှကျွန်တော်ဖြတ်ပြီးတော့အေးရထားလိုက်ပါတယ်။ဒါကတော့မွေးထားရတယ်ပါလေ။ဒါကတော့ကျွန်တော်အိမ်ကိုပြပါကျွန်တော်အိမ်ကဒီမှာတရွာလုံးမှာအကြီးဆုံးပဲထင်ပါဗျအဲ့လိုနဲ့ကျွန်တော်ချက်လေးကိုထားပြီးတော့ကျွန်တော်ရဲ့ရှိနေတဲ့ပစ္စည်းကိုဒီထဲပြောင်းထည့်လိုက်တယ်နော်လိုအပ်တာတွေပဲယူထားလိုက်ပါတယ်ဒါကတော့ရွာတွေကိုလိုက်ပြအောင်ပေါ့နော်နောက်နေ့ပတ်သွေးရမှတိကျပြပါမယ်ဒါတော့ဒါပဲဟိုချီတီချီပေါ့နော်ဒီမှာခေါင်းလောက်ရှိကိုကျွန်တော်တီးလိုက်ပါတယ်ခေါင်းလောက်လေးတန်ကျဲပေါ့နော်အဲ့လိုကျွန်တော်ပေါ် cherry ပင်တွေကိုကြည့်လိုက်တယ်ပြီးတော့ကျွန်တော်အိမ်ထဲဝင်လိုက်ပါတယ်ဝင်လိုက်ထွက်လိုက်ဘာလို့လုပ်နေလဲဆိုရင်တော့ပြေးလို့ပါအဲ့လိုကျွန်တော်လေရွာတရွာလုံးဟိုကလှုပ်လိုက်တရားလှုပ်လိုက်လဲလှုပ်လိုက်ခဲ့ပေါ့နော်အခုမှတခြားကြည့်မြင်နွားရမျက်လုံးလဲပါအောင်ဗျဒီနေ့ပါတူကတော့ဒီလောက်ပါပဲဘာလို့လဲဆိုရင်တော့ဒီနေ့ကရွာပဲချအောင်မလို့ပါတတား